အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ရုပ်ဆိုးပြီးဝတ်တုံးနေလို့ crash ကပြန်မကြိုက်သူများတွေရဲ့အနှိမ်ခံရတဲ့ကောင်မလေးရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့အချစ်ဟာတာရုပ်ရှင်လေးပဲဖြစ်ပါတယ်ရုပ်ရှင်လေးတွေကဇက်ကောင်တယောက်ကတော့ဟန်နာဖြစ်ပါတယ်သူဟာပေါင်ချိန်နေရာရှိတဲ့ဖတ်တီမာတယောက်ဖြစ်ပါတယ်ဟန်နာဟာအသက်20ရောက်လာတာတောင်ဘဲမရသေးတဲ့မွေးရပါ FA လေးပါရီစာရလို့ပြောရုံရှိသေးရီစာကတကယ်ချစ်လို့မဟုတ်ပဲအစီကျဈေးတွေရောင်းချင်လို့လိုက်တာဖြစ်နေပါတယ်ဆေးရောင်းမိတာနဲ့ချက်ချင်းသစ်ပြီးတော့ထွက်ပြေးသွားတယ်စိတ်ညစ်ညစ်နဲ့ဆေးတွေကိုတကြိုက်ထဲမောချပစ်လိုက်တာဆေးရုံကိုရောက်သွားပါပြီဆရာဝန်တွေကလူနာတင်ကားပေါ်ကိုမတင်လို့များတော့တာကြောင့်ဟန်နာကသူကိုယ်တိုင်ပဲလှိမ့်ချပြီးတော့တက်လိုက်ရပါတယ်ဟန်နာရဲ့ဘဝကရုပ်ဆိုးဝတ်တုတ်တဲ့ပြင်ကံလည်းမကောင်းပါဘူးဘေးဒီဆရာတယောက်နဲ့တွေ့တော့ကဟန်နာရဲ့ဘဝကတသက်လုံးရုပ်ဆိုးနေမှာဖြစ်ကြောင်းဟောခဲ့ပါတယ်ဟန်နာကရုပ်ရည်ဖလားပေမဲ့ဖျားပေးတဲ့အတန်ချိုချိုလေးရှိပါတယ်အဲ့ဒီအတန်လေးကိုသုံးပြီးတော့ online ကနေလူတွေနဲ့စကားပြောကငွေရှာတယ်တစ်ချိန်တည်းမှာပဲလီလီလို့ခေါ်တဲ့ဆိုတော်တယောက်အတွက်နောက်ွယ်ကနေတချင်းဆိုပေးရပါတယ်လီလီကရုပ်ချောခန္ဓာကိုလှပေမဲ့အတန်မကောင်းတာကြောင့်အခုလိုမျိုးလူတယောက်ခါခဲ့ရတာပါစင်နောက်ကနေဟန်နာကအပတရတချင်းဆိုနေတော့ဝိတ်ကြောင်ဆင်ပြိုကျသွားပါပြီလီလီဘက်မှာအတန်ပြတ်သွားတာကြောင့် producer အီရန်ကရုပ်ပြည့်ကြီးမိဘတွေကိုဖောက်ပြီးအာယုံလွှဲလိုက်တယ်စင်မော်ကဆင်းလာတဲ့လီလီကပွဲဖြတ်တဲ့ဟန်နာကိုတွားပြီးတော့ဆုံးပါတယ်အဲ့ဒီချိန်မှာအီရန်ရောက်လာလို့သာဟန်နာကနာကြီးတက်တာသွားတာပါစိုးရိမ်ပေးတဲ့အီရန်ကိုဟန်နာကအရန်သဘောကျနေတာပါဟန်နာမှာဂျန်နီလို့ခေါ်တဲ့ချစ်ဆုံးတကယ်ချင်းတယောက်ရှိပါတယ်ဘဝချင်းမတူတာကြောင့်အီရန်ကိုမချစ်ဖို့ဂျင်းနီကတော့မြဲတိုက်တော်နေနောက်နေ့မှာတော့အီရန်ကပါတီပွဲကိုတက်ဖို့ဟန်နာကိုအင်ကြီးတစ်ထည်ပို့လိုက်တယ်အင်ကြီးနီအောင်ကသူ့ဘကိုပိုတိုးလုံးဒီဇိုင်းပုံပေါက်သွားပေမဲ့အာတင်မီတော့ပွဲသွားတက်တယ်လူတွေအများကြီးရှိပေမဲ့အီရန်ဘေးမှာထိုင်နေတော့လီလီကရောက်လာတယ်လီလီကသူနဲ့တပုံစံနဲ့တူတဲ့အင်ကြီးကိုဝတ်ထားတာကြောင့်အင်ကြီးပို့ပေးခဲ့တဲ့သူကအီရန်မဟုတ်ပဲလီလီမန်းသိသွားတယ်သူတို့နှစ်ယောက်ရဲ့ကွဲပြားတဲ့ပုံစံကြောင့်အများကြားမှာရှက်လို့အိမ်ကိုထပ်ပြန်လိုက်ပါတယ်တန့်စင်ကန်ထဲမှာအီရန်နဲ့လီလီကနှစ်ယောက်သားတွေ့ပြီးထင်လဲတာတွေကိုဖြစ်ရှင်တယ်ဟန်နာကိုဂယူးဆိုင်ပေးနေတာကချစ်လို့သဘောကျလို့မဟုတ်ပဲငွေရှာဖို့ဖြစ်ကြောင်းအီရန်ကပြောတာကိုကြားသွားတဲ့ဟန်နာကတော့ရှက်ကြီးတကင်ကိုကြွေးမိပါပြီ crash ကသူ့ကိုသုံးချနေမှန်းသိလို့အသက်ဆက်မရှင်ကျင်တော့တာကြောင့်အိမ်မှာရှိတဲ့အပေါက်မှန်သမျှကိုပိတ်ပြီးကာမိုမိုနော့ဆိုင်နဲ့တက်သေးဖို့လုပ်ပါတယ်အဲ့ဒီချိန်မှာပဲ online ကနေသူတစ်ချိန်လုံးဆက်သွယ်နေတဲ့ဒေါက်တာကဖုန်းလက်ဆက်တယ်ဒေါက်တာနဲ့တွေ့ကျင်တဲ့အကြောင်းရင်းကတော့မျက်နှာကို plastic surgery လုပ်ချင်လို့ပါဒေါက်တာကအန်ဒီရများလို့မလုပ်ပေးချင်ပေမဲ့ဟန်နာကတော့သူဟာသေလူလိုဖြစ်နေကြောင်းပြောပြတယ်ဟန်နာစကားကိုကြားပြီးတနာသွားတဲ့ဒေါက်တာကခန္ဓာကိုယ်တစ်ခုလုံးခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဟန်နာဖြစ်ချင်တဲ့ပုံစံတွေကိုမေးမြန်းပြီးစတင်ခွဲစိတ်လိုက်ပါပြီဟန်နာရဲ့ခန္ဓာကိုယ်ကနေစီတွေကိုဆုပ်ထုတ်ပြီးခွဲစိတ်လိုက်တာအောင်မြင်သွားပါတယ်နောက်တစ်နေ့ကြာမှာတော့ဟန်နာရဲ့မျက်နှာကပတ်တီးကိုဖြည့်တဲ့အချိန်အားလုံးကမြင့်တက်သွားတယ်ဟန်နာကလည်းရမ်းလာနေတဲ့သူ့မျက်နှာသူကြည့်ပြီးရမ်းကိုဝမ်းသာမိတယ်ရင်လုံးကဝတ်ခဲ့တဲ့ဘောင်းမီတစ်ဖက်ကိုလည်းတကိုယ်လုံးတောင်ဝင်းရှို့လို့ရနေပါပြီပျော်လွန်းတာကြောင့်လှလှပပလေးဝတ်ပြီးလမ်းပေါ်မှာမော်ဒယ်လျှောက်သလိုလျှောက်တယ်ပတ်ဝန်းကျင်ကလူတွေကထူးဆန်းတဲ့ကြီးတွေနဲ့ကြည့်ပေမဲ့ဂယူးမဆိုင်အားပဲရမ်းကြီးပျော်နေမိတယ်အလှကိုပစ္စည်းဆိုင်ကိုသွားပြီးအလှပြင်တော့လေဝန်ထမ်းကသူ့ကိုမမှန်ပဲတေချာတင်ပြပေးတယ်ရုပ်ရည်ချောမောသွားပြီးဖြစ်တာကြောင့်လူတွေရဲ့ပြင်တွေကပြောင်းလဲသွားပါပြီဒလီပိုးတဲ့ကောင်လေးကလည်းသူ့ကိုနောက်တစ်ခါလက်ကြည့်ဖို့ဆိုင်ကယ်အမောက်ခံတယ်မတော်တဆဖြစ်သွားလို့ပြဿနာလာရှာတဲ့လူကလည်းသူ့မျက်နှာကိုမြင်တော့ရာအလုံးကိုကြည်အေးပြလိုက်တယ်ရုပ်ဆွအဆုံးမှုကိုလာပြီးတော့မှတ်တမ်းယူတဲ့ရင်ထဲရဲကလည်းမှုကိုအာယုံမဆိုင်ပဲသူ့ကိုပဲဖုံလိုက်ကြောက်နေပါတယ်အဲ့နောက်မှာတော့ရဲစခန်းကိုရောက်သွားတဲ့ဟန်နာကိုသူ့ရဲ့ရင်မောင်းလိုက်စင်ကတစ္ဆာဖောက်သွားပါတော့တယ်လိုင်စင်တွေကလူနဲ့အပြင်ကလူကလုံးဝမတူတာကြောင့်အသိမိတ်ဆွေတယောက်ကိုခေါ်ပြီးတက်သေးခံခိုင်းတယ်ဂျင်းနီကပုံစံပြောင်းသွားတဲ့ဟန်နာကိုလုံးဝမမှတ်မိပဲအင်ဂျီယာမဲ့မိန်းကလေးတယောက်ကိုသွားဆွဲတယ်အဲ့ဒီနောက်မှာတော့ဟန်နာကအစ်စ်ဖြစ်ကြောင်းတက်သေးပြဖို့တက်စင်ကန်နဲ့ခေါ်သွားပြီးစင်တူတက်တူးကိုပြတယ်ဟန်နာမရှိတော့အချိန်တော့တွင်လီလီမှာတချင်းဆိုပေးမဲ့သူမရှိတာကြောင့်အယ်ဘန်တွေမထွက်ခွက်ကြောင်းပြောပြပေးတယ်ကုမ္ပဏီကလည်းလီလီအတွက်အစားထိုးဆိုပေးမဲ့သူတယောက်ကိုအလှည့်အမြန်ရှာဖွေနေပါပြီလီလီကတော့ဟန်နာကိုမြ мян တွေ့ကျင်တာကြောင့်ဟန်နာရဲ့စိတ်မကောင်းတဲ့အဖေနားမှနေပြီးသတင်းတွေအမြဲထောက်လန့်နေအီရန်တို့ကစားထိုးဆိုပေးမဲ့သူကိုရှာနေတာကြောင့်ဟန်နာကသူတို့ရဲ့စတူဒီယိုကိုသွားပြီးတော့နာမည်အသစ်သုံးပြီးလူရွေးပွဲဝင်နေပုံစံမတူတော့တဲ့ဟန်နာကိုဘယ်သူမှမမှတ်မိကြပါဘူးဟန်နာရဲ့အတန်ချိုချိုလေးကိုကြားလိုက်တဲ့အချိန်မှာတော့အားလုံးကမြင့်တက်သွားပါပြီလီလီကစားထိုးဖို့လူရလို့ပြောနေပေမဲ့ကုမ္ပဏီဘက်ကတော့ဟန်နာကိုတီးသက်ပွဲထုတ်ပေးဖို့စိတ်ကူးရသွားတယ်အီရန်ကိုညီနဲ့ဟန်နာကတဖြည်းဖြည်းနာမည်ကြီးလာပါတယ်နာမည်ကြီးလာလို့အိမ်ထိလိုက်လာတဲ့နှာဘူးဖန်နေတောင်ရလာတယ်ရုပ်ချောလာပေမဲ့ဟန်နာကတော့အီရန်ကိုပဲသဘောကျနေတဲ့ဖြစ်ပြီးကြုံရင်ကြုံသလိုမြှူဆွဲတယ်အလှပကိုပဲဦးစားပေးနေတဲ့ဟန်နာကိုအီရန်ကရင်တုန်းကသူ့ရဲ့တချင်းဆိုနေတဲ့ဗီဒီယိုကိုဖွင့်ပြတယ်အရင်ဟန်နာလိုမျိုးတချင်းကိုရင်ထဲသေးတဲ့နှလုံးသားတွေကနေခန်းစားပြီးတော့ဆိုဖို့ကြံမိတယ်အရင်ဟန်နာကသူ့အတွက်ရေးပါတဲ့လူတစ်ယောက်ဖြစ်ကြောင်းအီရန်ကပြောလို့ဟန်နာအစ်စ်ကမျက်ရည်တောင်ကျမိတယ်
သူ့ကိုမုန်းနေတာမဟုတ်တာကြောင့်ဟန်နာကဘွားအမှန်ကိုချပြဖို့ဆုံးဖြတ်လိုက်ပါပြီ။နှစ်ယောက်သားညစာတူတူစားပြီး plastic surgery လုပ်တဲ့ကိစ္စပေါ်အီရန်အမြင်ကိုမေးကြည့်တယ်။အီရန်ကအဲ့လိုမျိုးလုပ်တာတွေကိုသဘောမကျတာကြောင့်သူ့ရဲ့ဘွားအမှန်ကိုဖွင့်မပြောတော့ပဲဆက်ပြီးဖုံးကွယ်လိုက်ပါတယ်။စိတ်သစ်လူသစ်နဲ့ဘွားသစ်စားရအောင်လို့သူ့ရဲ့အရင်တုန်းကဓာတ်ပုံတွေအားလုံးကိုမိရှို့ပစ်လိုက်တယ်။တညမှာတော့လေ့ကျင့်ခန်းလုပ်ပြီးတော့ပြန်မဲ့ချိန်လီလီကတချင်းဆိုကျင်းနေတာနဲ့တဲ့တဲ့တိုးတယ်။စူးစမ်းနေတဲ့လီလီကိုခေါ်ပြီးတူတူပြန်တဲ့ချိန်မှာတတ်နိုင်သမျှစကားလေးတွေနဲ့အားပေးတယ်။ဒါပေမဲ့အားပေးတဲ့စကားကသူ့ဖေပြောခဲ့မှုတဲ့စကားနဲ့ဆင်နေတာကြောင့်ဟန်နာအသစ်ဟာအရင်ဟန်နာဖြစ်ကြောင်းလီလီကသဘောပေါက်သွားပါတယ်။ဒါကြောင့်ဟန်နာရဲ့ကားပေါ်မှာတူးဆိုတဲ့စာတွေကိုသွားရေးတယ်။ဒါအပြင်ရှိုးပွဲလုပ်တဲ့ဟန်နာကိုလည်းဝယ်စားတွေကိုဖျက်ဆီးပစ်တယ်။ဟန်နာကတော့ရှိတဲ့ဝစ်စားနဲ့ပဲစင်မော်ကိုတက်ပြီးတော့တချင်းဆိုတယ်။လူတွေအများကြီးကိုမြင်တော့ဟန်နာကရက်လက်သွားပြီးတချင်းကောင်းကောင်းမဆိုနိုင်ပါဘူး။ဒါကိုမြင်ပြီးစိတ်ပြတ်သွားတဲ့အီရန်အတွက်စူးစမ်းပြီးတချင်းကိုဆိုလိုက်တာအတန်အရန်ကောင်းလွန်းတာကြောင့်ပြည်သက်တွေကသဘောကျသွားတယ်။အဲ့ဒီဗီဒီယိုကလည်းလိုင်းပေါ်မှာပေါက်သွားပြီးဟန်နာကနာမည်ကြီးဆိုတော့တယောက်ဖြစ်သွားပါတယ်။ကုမ္ပဏီကဟန်နာအတွက်ရှိုးပွဲတစ်ခုလုပ်ဖို့ပြင်နေပြီးဟန်နာမှာလည်းဖန်တွေအများကြီးရလာပါပြီ။လေ့ကျင့်ရေးစနေတော့တနေ့မှာဟန်နာကသူရင်တုန်းကလုပ်နေကြတဲ့အတိုင်းတတူးပုံစံအမှတ်သားလေးကိုမှန်ပါဆွဲတယ်။အဲ့ဒါကိုမြင်လိုက်တဲ့အီရန်ကဟန်နာကဘာတူလဲဆိုတာကိုသိသွားပါပြီ။အကြောင်းစုံသိနေတဲ့လီလီကဟန်နာရဲ့ဘွားအမှန်ကိုဖော်ထုတ်ဖို့သူ့ရဲ့ဖေကိုကလပ်ထဲခေါ်လာတယ်။အဖေကဟန်နာကိုမှတ်ပြီးတော့နားလာပြီးရုပ်ကလေးလက်ဆောင်ပေးတယ်။သူ့ရဲ့ဘွားအမှန်ကိုပေါ်သွားမှဆိုလို့ဟန်နာကအဖေကိုမမတ်မိကြအောင်ဆောင်ပြီးတော့တွန်းချပစ်လိုက်ပါတယ်။ဦးလေးဖြစ်သူကိုဂျင်းနီကလာထုတ်ပြီးဘွားမိသွားတဲ့ဟန်နာကိုလည်းချင်သွားမိတယ်။အဲဒီနောက်မှာတော့အီရန်နဲ့တွေ့ပြီးရာအားလုံးကိုဝန်ခံဖို့လုပ်ပြီးစကားပြောရင်းနဲ့ပဲနှစ်ယောက်သားအဆင်မပြေဖြစ်သွားတယ်။အဲဒီညမှာကုမ္ပဏီကလည်းဟန်နာရဲ့ before after ပုံတွေကရောက်လာပါပြီ။ plastic surgery လုပ်ထားတဲ့အလှဖြစ်တာကြောင့်ပြဿနာတွေမဖြစ်ခင်ဟန်နာရဲ့တကူတော်ရှိုးပွဲကိုဖျက်သိမ်းမှုပြင်ဆင်လိုက်တယ်။ဒါအပြင်ထုတ်ဝေထားတဲ့တချင်းတွေအားလုံးကိုလည်းဖျက်သိမ်းမှုလုပ်တာကြောင့်အီရန်ကဒေါသထွက်သွားတယ်။ဖန်ခွက်ကိုဒေါသတကြီးနဲ့ခွဲချလိုက်ပြီးတဲ့နောက်ဘလို့ပဲဖြစ်ဖြစ်ဟန်နာရဲ့တကူတော်ရှိုးပွဲကလုပ်ရမယ်လို့ပြောပါတယ်။ရှိုးပွဲနေ့မှာဟန်နာရဲ့ပြည်သက်တွေကလာပြီးတော့အားပြကြတယ်။လီလီကလည်းရှက်ွယ်အောင်ဟန်နာရဲ့ဖေကိုခေါ်ထားပါတယ်။ဟန်နာရဲ့ဖေကသူ့သမီးကိုမြင်ပြီးလူတွေအားလုံးရဲ့ရှေ့ကိုတက်လာတဲ့အခါလုံခြုံရေးကဆွဲထုတ်သွားတယ်။ဒုတိယတစ်ခါဆက်မမကျင်တော့တဲ့ဟန်နာကလုံခြုံရေးတွေကိုတားလိုက်ပြီးသူဟာမွေးရပါလားမရှိပင် plastic surgery လုပ်ထားကြောင်းဝန်ခံပြီးတဲ့နောက်ရင်တုန်းကသူ့ရဲ့ဗီဒီယိုကိုဖွင့်ပြတယ်။အဲဒီနောက်မှာတော့လှပနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျက်ရည်လည်ရွယ်ပြောပြတဲ့အခါမှာပြည်သက်တွေကသူ့ကိုယုံမုန်းမသွားပဲတနာချစ်လေးပို့ချစ်သွားကြပါပြီ။အမန်တရားရဲ့ဘက်တော်သားဖြစ်လာတဲ့ဟန်နာကိုဂျင်းနီကလည်းခွင့်လွှတ်ပေးလိုက်ပြီးပြည်သက်တွေကို special ဖျော်ပြပေးလိုက်တယ်။အဲဒီရှိုးပွဲနောက်ပိုင်းမှာတော့အတံမကောင်းတဲ့လီလီဟာဆိုတော်ဖြစ်ကနေနားလိုက်ရပြီးဟန်နာကနာမည်တော်ဟုန်တို့ကြော်ကြားလာခဲ့ပါတယ်။ဟန်နာကိုလက်ခံသူတွေရှိသလိုဟန်နာကိုလက်မခံသူတွေလည်းရှိနေပါသေးတယ်။ဘလို့ပဲဖြစ်ဖြစ်ဟန်နာကတော့သူ့ရဲ့တချင်းဆိုတဲ့အလုပ်ကိုအာယုံစူးစိုက်ပြီးတော့လုပ်နေရင်ဒီဇက်လန်လေးကဒီမာတွေမဲပြီးသွားပါတော့တယ်။နောက်နေ့တွေမှာတင်ဆက်မဲ့ဗီဒီယိုကောင်းကောင်းလေးတွေကိုကြည့်ရှုဖို့အတွက်လည်းကျွန်တော်တို့ channel ကိုပြန်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။